အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီအခုလက်ရှိ Microsoft Excel ကိုသင်မှာဖြစ်တဲ့အတွက်ကြောင့်အခုကျွန်တော်ဆက်မှာတော့ Microsoft ဒီ Excel 2016ကိုWindows 7မှာကျွန်တော် run တယ်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီ Windows program ကိုသွားလိုက်ပြီးတော့ဒီမှာ Excel လို့ရိုက်လိုက်ရင်ပေါ်လာမယ်ကျွန်တော်တော့ version ကိုနှစ်ခုထည့်ထားတယ်ပေါ့နော် Excel 2016ရော2013ရောအခုကျွန်တော်တော့မြင့်တဲ့ version နဲ့နောက်ဆုံးဒီထွက်တဲ့2016နဲ့လုပ်မယ်အဲ့တော့အခုတချို့တင်တဲ့သင်တန်းသားတွေကကျွန်တော်တို့တဲ့ Excel 2013နဲ့ကျွန်တော်တို့တင်ထားတယ်တဲ့ရလားဆိုရပါတယ်ပြဿနာမရှိဘူးကျွန်တော်အခုလက်ရှိတင်နေတဲ့ basic မှာတော့ပြဿနာမရှိဘူးဒီ Power Pivot ဘိုင်းနေပေါ့အဓိက data analysis လုပ်တဲ့အပိုင်းတွေကိုလေ့လာမယ်ဆိုတဲ့အခါကျရင်တော့2016နဲ့2013မှာခွာချက်လေးတွေနည်းငယ်ရှိတယ်အဲ့တော့2016နဲ့ပဲလုပ်လို့2013နဲ့လုပ်လို့ basic အခြေခံတွေကတော့အတူတူပဲเนาะအဲ့တော့ကွဲပြားခြားနားတဲ့နေရာလေးတွေရှိရင်အဲ့ဒါလေးအဲ့နေရာလေးတွေကိုကျွန်တော်ထောက်ပြမယ်အဲ့တော့မပူနဲ့เนาะအဲ့တော့ Excel 2016ကိုဒီကနေပြီးတော့ကျွန်တော်နှိပ်လိုက်မယ်ဆိုလို့ရှိရင် Excel program တခါတည်း run လာလိမ့်မယ်ခဏလေးကျွန်တော်ပိတ်လိုက်မယ်အဲ့တော့အဲ့နေရာမှာနောက်တစ်ခုကဘယ်လိုလုပ်လို့ရသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ keyboard ကနေပြီးတော့ window နဲ့ R key နဲ့ကိုကျွန်တော်နှိပ်လိုက်တဲ့အခါမှာလေဒီကနေပြီးတော့ကျွန်တော်တို့ Excel လို့ရိုက်လိုက်ပြီးတော့မှ enter ခောက်လိုက်လို့ရှိရင်လေ Excel 2016ပေါ့နော်အခုလက်ရှိကျွန်တော်တို့ကဖွင့်ထားတဲ့ဟာ2016ရှိရဆိုရင်သူဒီ automatically သူတက်လာတာတွေ့ရလိမ့်မယ်เนาะဒီလိုမျိုး Excel program တက်လာတာကိုတွေ့ရလိမ့်မယ်တချို့ကြတော့လေဒီလိုလုပ်ကြတယ်ဗျဘယ်လိုလုပ်ကြတော့ဆိုတော့အခုလက်ရှိ Windows စတက်လာတဲ့ကသူက Excel ကိုသူကဟောဒီ startup menu မှာမြင်လာခြင်းနဲ့အဲကြလို့ရှိရင်ကျွန်တော် Excel လို့ဆိုပြီးကျွန်တော်ရိုက်လိုက်တယ်2016ဟာကိုကျွန်တော် right click ခောက်လိုက်တယ်အဲ့မှာ right click ခောက်ပြီးကျွန်တော်ကဘာနဲ့လုပ်ချင်းဒီစတက်လာခြင်းမှာကျွန်တော်အမြဲတမ်းညီနေခြင်းကျွန်တော် pin to start menu ပေါ့ pin to start menu လုပ်လိုက်တဲ့အခါမှာဘာဖြစ်တော့ကြည့်ရအောင်ကျွန်တော်တို့အခုလက်ရှိဒါလည်းပိတ်လိုက်မယ်အဲ့တော့ Windows ကို program စပြီးခေါ်လိုက်တဲ့ Excel 2016ဆိုပြီးတော့ဒီကျွန်တော်တို့ရဲ့ start menu မှာသူဒီ auto တက်လာတာကိုတွေ့ရလိမ့်မယ်ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ရဲ့အခုလက်ရှိလုံးမဲ့ Excel ကိုဒီမှာ click ချပြီးတော့ဒီလိုနှိပ်ပြီးတော့ဖွင့်လိုက်လို့လည်းမရဘူးလားဆိုတော့ရတယ်ကြိုက်တယ်လို့လုပ်လို့ရပါတယ်နောက်တချို့ကြတော့လည်းဒီလိုလုပ်ကြတယ် Excel 2016ကိုဟောဒီလိုမျိုးဒီ task bar မှာ pin လောက်ထားတာ pin to task bar ဆိုလို့ရင်သူဒီExcel ကိုကျွန်တော်ဒီမှာပိတ်လိုက်မယ်နော်ပိတ်လိုက်မယ်ဆိုလို့ရှိရင်လည်းဘာဖြစ်လို့ဘာမှမဖြစ်ဘူးဟောဒီမှာကျွန်တော်သူ့ကို click လေးနှိပ်ပြီးတော့ဖွင့်လိုက်ရုံပဲဒါဆိုလို့ရှိရင်လည်း automatically သူတက်လာလိမ့်မယ်အဲ့တော့ဒီလို task bar ဒါဒီနေရာကိုကျွန်တော် task bar လို့ခေါ်တာပါနော်အဲ့တော့ task bar နေရာမှာပဲခေါ်ထားမလား start menu မှာပဲခေါ်ထားမလားဒါမှမဟုတ်ရှင်လေ window R နှိပ်ပြီးတော့ပဲဒီကနေပြီး run box ကနေခေါ်မလားကြိုက်တဲ့နည်းကိုလို့ကြိုက်တဲ့နည်းနဲ့ဖွင့်လို့ရပါတယ်